နေကောင်းလားတော့ကောင်းပါတယ်အတော်ဟင်းချက်ကောင်းတယ်လို့တရင်ကြားထားတယ်အဲ့ဒါထမင်းလာစားတာဟုတ်လားသားနဲ့တိတာကြာပြီလားမနေ့ကပဲသိတာဟဲ့မနေ့ကပဲတိတယ်အိမ်လာလဲပြီဟုတ်မြန်သွားလို့လားတော့မမြိုင်ပါဘူးငါသားတဲဆွန်တာကိုငါသားနဲ့အိမ်လာလဲတာနေနဲ့ဆို25ရောက်မြောက်ရှိပြီအမေဘာတွေလိုက်ပြောနေတာလဲဒီတီကတော့ဖားတီတွဲမလေအတော့သားရီစာများနေဆိုတာသမီးသိပါတယ်သိရတာနဲ့ဘာလို့အိမ်လက်လာတာလဲအမေတခုသားတခုမို့သမီးကိုချင်းစားတယ်လေအတော်တို့ဘလို့နေကြနေဆိုတာသမီးသိချင်လို့လာလဲတာပါအဲ့ဒီစကားတွေရိုးနေပြီငါသားချောချောလေးကိုကြိုက်လို့အမေကိုဖားတဲ့စကားတွေအတော်တို့သားမီးအေးဆေးပဲစားမကုန်တော့မကုန်အမေဘာမှမရှိပါနဲ့အဲ့လိုမကြွားနဲ့လေမင်းစာနေနေစမ်းအမေအကြောင်းနေသိရနော်သီလို့ဘောမခေါ်လာချင်တာအမလည်းဘာလို့လိုက်လာချင်လဲမသိဘူးအရန်နီးစားတွေမြင့်မေစကားကြောင့်လည်းပြတ်သွားတာလားဝါထူဟုတ်တယ်အမေကိုနားလည်းပေးပါနော်ဝါထူဘာလို့ငါ့ကိုနားလဲပေးရမလဲမပဲလိုက်ပြီးမိုက်တော့မလို့လားယောက်ျားအိမ်လိုက်ရဲတဲ့မိန်းမကမိန်းမကောင်းများထင်နေလို့လားအမေထင်သလိုမဟုတ်ပါဘူးကိုချီသူကောင်လေးအေးလိုက်ရဲတယ်ဆိုတာရခမရဲ့နေထိုင်မှုရခမရဲ့သဘောကောင်းလားဆိုတာသိချင်လို့လာလဲတာပါတော့အခုသိပြီမဟုတ်လားပြန်တော့ရင်မရှိတင်မရှိနေ့လိုမဲကလေးငါသားနဲ့သဘောမတူနိုင်ဘူးအမေဘာကအဖေလိုမဟုတ်ဘူးလေရင်းနေတီးတွေဘာတွေမလို့ဘူးဘာကအချစ်စစ်ပဲလို့တာပါဘာတို့အယောက်20ကျော်တော့စီပြီးအမေခွဲခဲ့တာနေဘာမှမဖြစ်ဘူးဒီတယောက်နေဘာလုံးငုံနေတာလဲချစ်လို့ဖို့အတွက်ရဒီကောင်မဘာအပေးကောင်းလဲမသိဘူးကြံတော့ငါသားပေါ်နာကျင်လိုက်ပဲငါသားနဲ့လုံးဝမတွဲနဲ့အတော်စိတ်ချမ်းသာမယ်ဆိုရင်သမီးပြင်ပါမယ်မပြင်နဲ့လေကျွန်တော်နဲ့တူတူသွားမယ်လေဝါထူဒီကောင်မနဲ့နေလိုက်ရင်အမေလောင်းမဲနေတွေ့ရမယ်နော်ဝါထူအမနားလဲပါနဲ့အမေဆိုတာဒါကိုပို့ပြီးတော့ချစ်ကြတယ်ပို့ပြီးတော့အာကိုကြတယ်နင်အမေကိုပြုစုလို့ကြွေးနော်အမကိုခွင့်ပြုပါဦးပြန်ပါတာတုပါတော့တာတုပါအမဝါထူနေဘာဖြစ်နေရလဲငိုနေတာလေအမေဒီတရားငါသားတော်ခံစားရပါလားသူတကယ်ချစ်ဖို့ရပါတယ်မိန်းကလေးကမိန်းမကောင်းတယ်အဒရရှိတယ်လူကြီးနဲ့ဆက်ဆံလာတဲ့ယဉ်ကျေးတယ်ငါဒီလောက်ဆိုင်လာသူစိတ်မဆူဒီတရားတော့ငါချွေမတော်ရမယ်ငါသားနဲ့ပြေးစားရင်ငါသားအဆင်ပြေမယ်သမီးရဲ့သမီးဘာလို့ပြခေါ်နေတဲ့နဲ့မစားမိုင်းသိချင်လို့လားဟာရင်မရှိတဲ့ဖွာကြီး